မနက်ခင်းတိုင်းအတွက်အသင့်စားသုံးနိုင်တဲ့စတော်ပဲပြုတ်ပေါင်းလေးတွေဖြစ်လာစေဖို့စတော်ပဲလေးတွေကိုလေဝင်လေးထွက်ကောင်းအောင်စီမံထားတဲ့အခန်းထဲမှာပဲချင်းလေးတွေကိုယူနိုင်နိုင်ဖြန်းပြီးတော့အချိန်အတိုင်းအတာတစ်ခုထိထားပြီးအညောင်းဖောက်ရပါတယ်။စတော်ပဲအညောင်းပေါက်လေးတွေထွက်ပြီးဆိုမှပဲဆေးဆက်နဲ့ပြန်လည်တန့်စင်တဲ့အချိန်မှာလည်းရေပေါ်တက်လာတဲ့အမြုပ်တွေအခွန်လေးတွေကိုထည့်ဖြစ်ပြီးတော့စိတ်တိုင်းကြမှာသာပြုတ်ပေါင်းတဲ့ process ကိုစတင်ပါတယ်။ငွေချွတ်ချွတ်လေးဖြစ်စီဖို့ပဲစီလေးတွေကိုအရသာဆက်ထားတဲ့ထညက်ရည်ထဲမှာသတ်မှတ်ထားတဲ့အချိန်တိုင်းပြုတ်ပြီးရင်ရေပြည့်စစ်ရပြန်ပါသေးတယ်။ပြီးတော့မှတာရှည်ခံစီကင်းကင်းနဲ့ရေရှည်တိုးလာနိုင်ဖို့ကိုစစ်တုပ်ဘူးတဲ့ထည့်ကြပါတယ်။ပြီးတာနဲ့စက္ကန့်ပိုင်းအတွင်းမှာပဲဘက်တီးရီးယားထပ်မံပေါက်ဖွားခွင့်မရတော့အောင်လို့စက်ကြီးတွေနဲ့လုံးဝအလုံးပိတ်ပလိုက်ကြပါတယ်။တန်ရှင်းထားပြီးသားအလုံးပိတ်ပြီးသားဘူးတွေကို retort စက်ကြီးတွေထဲမှာထည့်ပြီးတော့110 degree centigrade ကနေ121 degree centigrade ဝန်းကျင်အထိအပူပေးကြပါတယ်။ဒီအပူချိန်ဟာတာမန်ရေစုမှတ်ထမြင့်တဲ့အတွက်အန်ဒရယ်ရှိတဲ့ဘက်တီးရီးယားအလုံးကိုသိစေပါတယ်။သတ်မှတ်ထားတဲ့အပူချိန်မှာဘူးရဲ့အလဲဗဟိုအထိအပူကိုပြန့်နှံ့ရောက်ရှိစေဖို့အချိန်အတိုင်းအတာတစ်ခုထိထားရှိရပါတယ်။သတ်မှတ်ထားတဲ့အချိန်ပြည့်တာနဲ့ retort ဆက်ထဲကနေမထုတ်ခင်ဆက်ထဲမှာရင်ရေအေးနဲ့ရုတ်တရက်အမြန်အေးခံလိုက်ပါတယ်။ဒီလိုမှသာလေအစားအစာတွေဟာအလွန်အကျွံနူးဤသွားပဲနဲ့အနံ့အရသာကိုအကောင်းဆုံးအခြေအနေမှာထိန်းသိမ်းနိုင်မှာဖြစ်ပါတယ်။အိမ်မှာချက်တဲ့အိမ်ချက်လိုက်တာအိမ်ချက်